ကားတွေကြားထဲမှာကလပ်ဘင်းစီးရတာပင်မနေပြီလားကလပ်ကိုဆွဲလိုက်လှုပ်လိုက်ဖွာလိုက်နဲ့ဘယ်လောက်တောင်ပင်မလိုက်မလဲမင်္ဂလာပါ Deliver M ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ် Okay ကလပ်ဘင်းလဲစီးကျင်တယ်ကားတွေကြားမှာလဲတတောင်းတတနဲ့မောင်းကျင်နေဆိုတဲ့သူတွေအတွက်သတင်းကောင်းပါဒါတွေအလုံးကိုဖြည့်ရှင်းပေးမယ် Honda ရဲ့ E-Class နည်းပညာဒီကောင်ကအခုမှထွက်လာတာလားဆိုရင်မဟုတ်ပါဘူးဒီနည်းပညာက2023နိုဝင်ဘာလကမ္ဘာ့ဆိုင်ငယ်မိတ်ဆက်ပြပွဲတွေမှာချပြခဲ့တာဖြစ်ပါတယ်2024 model တွေကစပြီးတော့လက်တွေဈေးကွက်တွေကိုရောက်ရှိလာတာဖြစ်ပါတယ်အခုဆိုရင်ဒီကောင်ရဲ့နည်းပညာက generation 2တောင်ရောက်နေပါပြီသူကဘာလုပ်ပေးနိုင်လဲဆိုရင်ကလပ်ဘင်းကိုကလပ်မဆွဲဘဲနဲ့မောင်းလို့ရအောင်လုပ်ပေးတာပါနားရှုပ်သွားမလားမသိဘူးကလပ်ဘင်းကိုကလပ်မဆွဲဘဲနဲ့မောင်းလို့ရအောင်လုပ်ပေးတယ်ဆိုတော့နေအောင်ဆရာကြီးတို့ comment ဝင်မကြည့်နေအောင်နော်သူက quick shutter နဲ့မတူဘူး quick shutter နဲ့တူတယ်ပေါ့ quick shutter ပေါ့ဆိုတာဒါမျိုးတွေမပြောနဲ့အောင်နော်သူက quick shutter နဲ့မတူဘူးဆိုတာ quick shutter ဆိုတာကနာမည်အတိုင်းပဲကျွန်တော်တို့က gear shifting လောက်တာကိုမြန်ဆောင်ကူညီပေးတာတပတ်တစ်ခုကအထွက်နဲ့အရက်မှာကအမြဲတမ်းကလပ်ဆွဲပေးရသေးတယ်ကလပ်တောင်ဆွဲပေးရသေးတယ်ထွက်တဲ့အခါမှာလည်းဆွဲပေးရတယ်ရက်တဲ့အခါမှာလည်းဆွဲပေးရတယ်မောင်းနေရင် RPM 3-4တောင်ရောက်တဲ့အခါကျမှသာလျှင်ကလပ်ကိုလွတ်ပြီးတော့ gear တင်ချရိုးတန်းတန်းလှုပ်လို့ရတာပေါ့နော်ကိုနာထုတ်တဲ့ E ကလပ်ကကြတော့အဲ့လိုမဟုတ်သူကထွက်တဲ့အခါမှာကောရက်တဲ့အခါမှာကောမောင်းနေရင်ရောဘယ်လိုအချိန်တွေမျိုးမှာပဲမစိုးကလပ်ဆွဲစရာမလိုဘဲနဲ့ရိုးတန်းတန်းမောင်းလို့ရတာရိုးတန်းတန်း gear တင်လို့ရတယ်ရိုးတန်းတန်းမောင်းလို့ရတယ်ဒါဆိုရင်မေးစရာတခုရှိတာကဒီရက်တဲ့အခါမှာကြာဆက်မသေးပါဘူးလားပေါ့ဒါပေမဲ့ဆက်မသေးဘူးသူ့ရဲ့ E ကလပ်က auto ကလပ်ဆွဲပေးထားမှာဖြစ်တယ်သူတို့ကဒီနည်းပညာကိုတီထွင်ရတဲ့ရည်ရွယ်ချက်ကကျွန်တော်တို့ကားကျက်တဲ့လမ်းတွေမှာပဲဖြစ်ဖြစ်မီးပွိုင်းတွေများတဲ့လမ်းတွေမှာပဲဖြစ်ဖြစ်ကားကထွက်လိုက်ရက်လိုက်ထွက်လိုက်ရက်လိုက်နဲ့ကလပ်ကိုအမြဲတမ်းကစားပြီးတော့မောင်းနေရမယ့်အခြေအနေမျိုးမှာမောင်းသူကိုတက်တာအောင်ကူညီပေးဖို့အတွက်ဒီနည်းပညာကိုတီထွင်တာဖြစ်တယ်။ Okay လေပွားတာလည်းများပြီဆိုတော့ဒီနည်းပညာကဘယ်လိုအလုပ်လုပ်လဲဆိုတာကိုသွားကြည့်ကြရအောင်။ E ကလပ်ကဘယ်လိုနည်းစနစ်တွေသုံးပြီးတော့အလုပ်လုပ်သွားတယ်ဆိုတာကိုအတွင်းကြသိကျင်နေဆိုရင်ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ကြပါဗျ။အပေါ်ရင်ကြည့်လိုက်မယ်ဆိုရင်တော့ဒီ Way 125လို့ Win 125လို့ဒီလိုဘိန်းနေလိုမျိုးကလပ်မပါဘဲနဲ့ gear လေးတင်ချလို့မောင်းနေရိုးရှင်းတယ်လို့မြင်ကောင်းမြင်လိုက်မယ်ပေါ့နော်တကယ်တော့လည်းဟုတ်တယ်တကယ်တော့လည်းပဲအဲ့လိုမောင်းလို့ရအောင်တော့လုပ်ပေးထားတာမှန်တယ်တူတူပဲမောင်းရပုံချင်းချင်းကတော့တူတူပဲဒါပေမဲ့ကလပ်ဘိန်းကိုကလပ်မဆွဲဘဲနဲ့မောင်းလို့ရဖို့အတွက်နောက်ွယ်ကနေပြီးတော့ E-Class ကနော်ဆိုင်ငယ်မှာပါတဲ့စင်ဆာတွေအများကြီးကိုသုံးပြီးတော့လှုပ်ဆောင်သွားတာဖြစ်တယ်ကလပ်ကိုအဆုံးထိဆွဲထားမလားကလပ်ကိုဖောက်လေးဆွဲထားမလားဒါမှမဟုတ်အကုန်လုံးလွတ်ပေးထားမလားဒါတွေကိုနောက်ွယ်ကစင်ဆာတွေကိုသုံးပြီးတော့တွက်ချက်လှုပ်ဆောင်ရတာကကျွန်တော်တို့ထင်တယ်လို့မရိုးရှင်းဘူးကျွန်တော်အရင်ဆုံးဒီစနစ်ရဲ့အလုပ်လုပ်ပုံအကြမ်းမြင်ကိုရှင်းပြပေးမယ်ကျွန်တော်ခုနကပြောခဲ့တဲ့လိုမျိုးနောက်ွယ်ကနေစင်ဆာတွေနဲ့လှုပ်တယ်လို့ပြောခဲ့တယ်အဲ့ဒီစင်ဆာတွေကတော့ခုပေါ့နော်ပုံလေးပြထားမယ်ဒီပုံလေးကအတိုင်းပါပဲ Okay ဒီလိုစင်ဆာတွေကိုအသုံးပြုပြီးတော့သတင်းချက်လက်တွေကို ECU ကစုံစမ်းထောက်လှမ်းတယ်အချိန်နဲ့တပြေးညီစုံစမ်းထောက်လှမ်းလို့ရရှိလာတဲ့သတင်းချက်လက်တွေကို MCU ဆိုတဲ့ unit တစ်ခုစီကိုပို့လိုက်တယ်ဒီနေရာမှာမေးစရာတစ်ခုရှိပြီ MCU ဆိုတာဘာကြီးလဲပေါ့ဘာကြောင့်လဲဆိုတော့အရင်တော့ကျွန်တော်တို့ဒီဆိုင်ငယ်တွေမှာ MCU ဆိုတဲ့အခေါ်ကကြားမှမကြားဘူးတာ ECU က engine ရဲ့အုံနောက်ဖြစ်တယ်ဆိုရင် MCU က E-Class ရဲ့အုံနောက်ပဲเนาะအဲ့လိုမျိုးမှတ်ထားလိုက်သူ့ရဲ့အရှေ့ကောက်က motor control unit လို့လည်းခေါ်တယ်နောက်တစ်ခုက micro controller unit လို့လည်းခေါ်တယ် MCU ကရလာတဲ့အချက်လက်တွေကို CC question စိတ်ဖြာပြီးတွက်ချက်တယ် gear ဘလောက်လဲဒါ RPM ဘလောက်လဲဆိုင်ငယ်အချိန်ဘလောက်လဲလုံးဝရက်နေတာလားဆိုင်ငယ်က speed ဘလောက်နဲ့သွားနေတာလဲလက်ရှိကလပ်ရဲ့အခြေအနေကဆွဲထားတာလားကလပ်ကကတ်နေတာလားစတဲ့အချက်လက်တွေကိုနော်တွက်ချက်ပြီးတော့ကလပ်ပြားကိုဘလောက်အမြန်နှုန်းနဲ့ဘလောက်အတိုင်းအတာအထိဆွဲပေးရမလဲကတ်ပေးရမလဲဆိုတာကိုတွက်ချက်လိုက်ပြီးတော့သူကတိတိကျကျသတ်မှတ်ထားတဲ့ current လျှက်စီးကြောင်းတစ်ခုကိုသူကမော်တာနှလုံးစီကိုပို့လိုက်တာအဲ့ဒီကမှာမော်တာတွေကလျှက်စစ်ကိုရလိုက်တာနဲ့အတူတူတပြိုင်နက်လဲပြီးတော့ကလပ်ကိုင်းကိုကင်စရာမလိုဘဲနဲ့သူ့အလိုလိုကလပ်ဆွဲပြီးတော့လှုပ်ဆောင်ပေးသွားတာဖြစ်တယ်ဗျမော်တာနှလုံးကတူတူလှုပ်တယ်ဆိုတော့ဘာကြောင့်မော်တာနှလုံးသုံးရတာလဲတစ်လုံးနဲ့သုံးလို့ရောမရဘူးလားဒီမေးခွန်းကိုကျွန်တော်ဖြေပေးမယ်โอเคကျွန်တော်တို့ကလပ်ကိုကျွန်တော်တို့ကဆွဲခွာဖို့ဆွဲကပ်ဖို့ဆိုတာအားကောင်းတဲ့မော်တာတစ်လုံးလိုအပ်တယ်အဲ့ဒီအားကောင်းတဲ့မော်တာတစ်လုံးကလည်းပဲအကြီးကြီးအဲ့တော့ကကြတော့ကျွန်တော်တို့ကဒီ E-Class အုံကဒီ engine ရဲ့ပေါ့နော် engine ရဲ့ဘေးမှာ E-Class အုံကအကြီးကြီးငေါ်ထွက်နေမှာအဲ့အတွက်ကြောင့်မို့မော်တာအကြီးကြီးတစ်လုံးနဲ့သုံးမဲ့အစားမော်တာအသေးလေးနှလုံးသုံးပြီးတော့ E-Class အုံကိုကိုယ်တည်းကိုသေးလိုက်တာဖြစ်တယ်โอเคဒါဆိုနားလည်သွားမယ်လို့ထင်တယ်โอเคထပ်ဆက်လိုက်ကြရအောင်အကြောင်းအရာလေးကိုကျွန်တော်တို့ MCU ကရလာတဲ့ချက်လက်တွေမှာတွက်ချက်ပြီးတော့ current တစ်ခုဖန်တီးတယ်အဲ့ဒီ current ကလည်းတိတိကျကျသတ်မှတ်ထားတဲ့ current မော်တာစီကိုပို့လိုက်တယ်အဲ့ဒီမော်တာကလဲသွားတယ်ဒါတွေအားလုံးကို microsecond လေ microsecond အတိုင်းအတာလေးနဲ့လှုပ်ဆောင်သွားတာဖြစ်တယ်တစ်စက္ကန့်နဲ့မှပဲအကြိမ်ကြီး1000ကျော်ပို့လွတ်နေတာဖြစ်တယ်ဒီလျှက်စီးကြောင်းတွေကို engineer တွေရဲ့လုံနိုင်စွမ်းကတကယ်ကိုမှကျွတ်စင်နော်တကယ်လို့လေတစ်စက္ကန့်မှာပေါ့နော်ဒီလို1000ကျော်လောက်ထိကိုလျှက်စစ်တွေပြည့်လွတ်ပြီးတော့ထိန်းချုပ်မနိုင်ဘူးဆိုရင်ဒီ E-Class ရဲ့တုံ့ပြန်လှုပ်ဆောင်ချက်တွေကလည်းချောမွေးနေမှာမဟုတ်ဘူးအဲ့ဒါတွေတက်ပြီးတော့ကမောက်ကမတွေဖြစ်ကုန်မှာပေါ့နော်ဒီလိုမျိုးစင်ဆာတွေအများကြီးသုံးပြီးတော့အလုပ်လုပ်တဲ့စနစ်ဆိုတာကအမဘန်ကြီးခံထားလို့မရဘူးဗျာတရားကိုင်တော့ပေါ့နော်အမြဲတမ်းကောင်းနေပါအမြဲတမ်းတွက်နေပါရဲနဲ့လက်နေပါအမြဲတမ်းသုံးလို့ရနေမှာလို့အမဘန်ကြီးခံထားလို့မရဘူးဘာဖြစ်လို့လဲဆိုတော့
ကျွန်တော်တို့ဆိုင်ငယ်ဆိုတာလဲတက်တန်းတစ်ခုရောက်ရင်ဟုတ်လားဟိုပြက်သေးတာပဲဗျာဘာမှမဟုတ်တဲ့အစိပ်ပိုင်းအစားပြက်တာပဲအဲ့တော့သူပြက်ဖို့အချိန်ကရောက်ရင်တော့စံစာကြီးလဲပြက်မှာပေါ့နော်အဲ့လိုပြောလို့ကျွန်တော်လာဆဲကြမလားမသိဘူး Honda fan တွေကโอเคအဲ့တော့ဒီစံစာတွေကသုံးတဲ့စံစာတွေကတချို့တစ်ဝက်ကပြက်ပြီဆိုရင် MCU ကသတင်းအမှားတွေကိုရမယ်သတင်းအမှားတွေကိုရရင်သူ့ရဲ့အဖြေကလည်းမှားမယ်မှားတော့မော်တာတွေကိုပို့တဲ့စနစ်တွေကလည်းမှားပြီမှားတဲ့ခါမှာမော်တာလဲဘက်တွေမှားတော့ခါကြတော့ကလပ်ကိုဆွဲတာလားမသိခွာတာမသိလှုပ်ချင်တာတွေလှုပ်တော့ကမောက်ကမတွေဖြစ်အဲ့ဒါတွေတက်ကုန်မှာပေါ့နော်အဲ့လိုအဲ့ဒါတွေတက်သွားရင်သုံးလို့ရဖို့အတွက်အခုချိန်ကြီးဆိုင်ငယ်တွေမှာမညူတဲ့ဂိုင်းတန်ပါနေတော့မယ်ဗျနောက်တစ်ချက်ကကလပ်ဘိန်းစီးတဲ့သူတွေကကျွန်တော်တို့ကလပ်ကိုကိုယ်တိုင်ထိန်းချုပ်မောင်းနေရတာကိုကြိုက်တယ်ဆိုတာကိုသူတို့ကသိလို့လည်းပဲလက်ရှိချိန်ထိဒီ e ကလပ်ပါတဲ့ဆိုင်ငယ်ကအစကလပ်ဂိုင်းတန်ပါနေတော့မှဖြစ်တယ်ဗျကျွန်တော်တော့သဘောကျတယ်။ဘာလို့ဆိုကလပ်ကိုင်းနဲ့ပါနေသူရဲ့ e ကလပ်ကိုသဘောကျတယ်။ကလပ်ကိုင်းလုံးဝဖြုတ်ပြပြီးတော့ e ကလပ်ပဲတောင်းရမယ်ဆိုရင်တော့ကျွန်တော်သဘောမကျဘူး။ဘာလို့ဆိုကျွန်တော်တို့ကလည်းကလပ်ဘဲကိုစီးတယ်ဆိုတော့ကလပ်ကိုကိုယ်တိုင်ထိန်းချုပ်မောင်းနေခြင်းလို့စီးတာ။နောက်တစ်ချက်က e ကလပ်ကိုပါတာကြိုက်တယ်ဆိုတာကလည်းဒီလိုကျွန်တော်တို့ဆိုင်ငယ်ကိုပေါ့နော်ကလပ်ကြီးကိုဆွဲမောင်းနေတာတနေကုန်ခီးဝေးသွားတာပဲဖြစ်ဖြစ်ကားတွေကြားထဲမှာတအားကြီးကိုမှနော်traffic ပေါ့မီးပွိုင်းတွေများလို့ပဲဖြစ်ဖြစ်ဆွဲလိုက်နော်ဖွာလိုက်ဆွဲလိုက်ဖွာလိုက်နဲ့လက်အံသေးလာတဲ့အခါမှာခါတလေကလပ်ကိုလုံးဝမသုံးကျင်တော့တဲ့အခြေအနေဆိုတာရှိရဗျအဲ့ဒီလိုအချိန်မျိုးမှာဆိုရင်ဒီ Honda ရဲ့ e ကလပ်ပါတဲ့ဆိုင်ငယ်တွေကတကယ်ကိုဆရာကြီးပဲနော် e ကလပ်မပါတဲ့ဆိုင်ငယ်တွေအတွက်ခဏလောက်ငြိမ်သက်ပေးလိုက်ကြရအောင်စတာလက်ရှိမှာဆိုလို့ရှိရင် CBR 650R နဲ့ CB 650R ဒီမှာလည်းဒီစနစ်ပါပြီ2026เนาะဒါ CBR 900R မှာလည်းပါပြီနောက်ထပ်ဆိုင်ငယ်တွေမှာလည်းရှီကောင်းရှိမယ်ကျွန်တော်ပြောလို့ဟလာဒီဆိုင်ငယ်တွေတောက်ဝဲလိုက်တဲ့ CBR 650R တို့ဒါ 900R တို့တော့တောက်ဝဲလိုက်တယ် e ကလပ်လည်းမပါဘူးအဲ့လိုမလုံးနဲ့เนาะအဲ့လိုလာမပြောနဲ့เนาะကိုယ့်ကိုသေချာစုံစမ်းဘာလို့လဲဆိုတော့ CBR 650R မှာလည်း e ကလပ်ပါတဲ့ model ရှိသလို e ကလပ်မပါတဲ့ model တွေရှိတယ်အခုဆိုရင်ဗျာ MS ဆိုလဲ MS မှာဆိုလဲ3မျိုးလောက်ထွက်တယ် PCH ဆိုလဲ2မျိုး3မျိုးလောက်ထွက်တယ် Aero ဆိုလဲ2မျိုး3မျိုးလောက်เนาะ CBR ဆိုလဲဘလို့အဲ့လိုမျိုးဗျာစိုင်းငယ် model တစ်ခုမှနေသူကဘာရှင်း3မျိုးကွဲပြီးထွက်တာကိုဝယ်တဲ့အခါကျရင်ကိုကသေချာစုံစမ်းကိုကတော့ကိုကြိုက်တာ CBR 650ကြိုက်လို့ဆိုသွားဝယ်တယ်ကိုကဝယ်လာတဲ့ဘာရှင်း standard လားမသိเนาะဒါဟိုဘယ်လိုပြောမြင်တာလားမသိအဲ့လိုမျိုးတွေဖြစ်မှာဆိုလို့ဒါပေမဲ့အဲ့လောက်ရှိ CC တွေဝယ်တဲ့သူတွေကတော့နော် CC အဲ့လောက်ဆိုလဲဈေးလဲကြီးရလေအဲ့လောက်ဈေးကြီးဝယ်တဲ့သူတွေကတော့မျက်လုံးစုံမိတ်ပြီးတောင်းဝင်မယ်လို့တော့ကျွန်တော်မထင်ဘူးပေါ့နော်ကိုတေးရှာရှာဖွေပြီးတော့တင်းချက်လက်တွေရှာဖွေကိုကြိုက်တာလဲဖြစ်ပြီးဆိုမှဝယ်မယ်လို့ကျွန်တော်ထင်ပါတယ်โอเคအဝယ်မမားစီဖို့ကျွန်တော်ပြောချင်းဖြစ်ပါတယ်ဒီလောက်ဆိုရင် MCU ကနေပြီးတော့မော်တာတွေစီကိုလက်စစ်တွေပို့ပြီးတော့ထိန်းချုပ်လက်ပတ်စီတယ်ဆိုတော့ကိုနားလည်ပြီလို့ထင်ပါတယ်နော်အဲ့ဆိုတော့ကျွန်တော်တို့ဒီမော်တာကနေပြီးတော့ကလပ်ကိုဘယ်လိုဆွဲခွာလဲဆိုတဲ့အပိုင်းကိုသွားမယ်โอเค e ကလပ်အုံထဲမှာကျွန်တော်တို့ကမ်တန်3ချောင်းရှိတယ်အော်တိုကမ်ရှိမယ်ပြီးလို့ရှိရင်စန်တာကမ်ရှိမယ်မန်ယူရကမ်ရှိမယ်ကျွန်တော်တို့အော်တိုကမ်ကကြတော့ကျွန်တော်တို့မော်တာနှလုံးနဲ့အရိုက်ချိတ်ဆက်ထားတယ်နောက်ပြီးဒီအော်တိုကမ်ကဒီမန်ယူရကမ်ကိုလည်းချိတ်ဆက်ထားတယ်ဒါပေမဲ့မန်ယူရကမ်နဲ့အော်တိုကမ်ရဲ့ကြားမှာစန်တာကမ်ရှိတယ်ဗျဘာဖြစ်လို့လဲဆိုတော့အော်တိုကမ်ကဘလောက်လဲလိုက်လဲเนาะကလပ်ကိုဘလောက်ခွာလိုက်လဲဘလောက်ဖွာထားလဲဘယ်လောက်ဆွဲထားလဲဒီပေါ့ပြောမယ်ဆိုရင်တော့ကလပ်ရဲ့အခြေအနေကိုတိုင်းတာလို့ရအောင်လို့ကလပ်အန်ကယ်ဆန်ဆာလေးကိုတတ်ထားတာဖြစ်တယ်ဗျနောက်တစ်ခုကတော့ဒီမန်ယူရကန်ဆိုတဲ့အတိုင်းပဲဗျကျွန်တော်တို့ဒီဆိုင်ကယ်မှာပါတယ်ကလပ်ဂိုင်းတန်ကကျိုးနဲ့တိုက်ရိုက်ချိတ်ဆက်ထားတာနောက်တစ်ခုကဒီကန်နဲ့တစ်ဆက်သေးပဲဒီကလပ်ပြားတွေကိုဆွဲခွာဆွဲကတ်တာကိုတန်းလုပ်ပေးတာပေါ့နော် e ကလပ်အလုံးလုံးတဲ့အချိန်မှာဆိုရင်ဒီမော်တာနှလုံးကလဲမယ်ပေါ့နော်ဒါပေမဲ့မော်တာနှလုံးလဲဖို့အတွက်ကဒီကလပ်ကလက်ရှိမှာဆွဲထားတာလားဒါမှမဟုတ်ခွာထားတာလားဆိုတာသိဖို့အတွက်အလဲကဆန်နာကန်ကိုအသုံးပြုတာအဲ့ဒီဆန်နာကန်မှာရှိတဲ့ကလပ်အန်ကယ်ဆန်ဆာကနေရလာတဲ့အချက်လက်ပေါ်မှာမူတည်ပြီးတော့တွက်ချက်တယ်ထပ်ပြီးဆွဲပေးရမလားဒါမှမဟုတ်လဲကတ်ပေးရမလားဒါတွေကိုတွက်ချက်ပြီးတော့မော်တာလေးတွေကလဲသွားတယ်မော်တာတွေရဲ့လဲအားကြောင့်ဒီမန်ယူရကန်မှာရှိတဲ့ဒီစက်သွားတွေပါလိုက်လဲပြီးတော့ကလပ်ပြားကိုဆွဲခွာဆွဲကတ်တာတွေဖြစ်ပေါ်စေတာဖြစ်တယ်ဗျဒါဆိုလို့ရှိရင်ဤကလပ်အုံထဲမှာရှိတဲ့စက်သွားတွေဘလို့အလုပ်လုပ်လဲဆိုတာကိုနားလည်သွားမယ်လို့ထင်ပါတယ်โอเคဒါဆိုရင်ကျွန်တော်တို့နောက်တစ်ပိုင်းကိုသွားမယ်โอเคနောက်ဆုံးအပိုင်းအနေနဲ့ကလပ်ကိုမြန်ဆွဲတာလားဖြည်းဖြည်းဆွဲတာလားအကွက်ဝေးဘယ်လောက်ဆွဲတာလဲဒါတွေကို MCU ကမော်တာကိုခိုင်းစေဖို့အတွက်သူကလျှက်စစ်တွေမော်တာစီကိုဘယ်လိုပို့တာလဲဒီအပိုင်းကိုကျွန်တော်ဆက်ပြောမယ်တချို့သူတွေအထင်မှားလည်းကြောက်ရသေးတယ်ဗျဘယ်လိုလဲဆိုရင်ဒီ MCU ကမင်းတို့ဒီလောက်အကွာဝေးနဲ့ဒီလောက်အချိန်နဲ့မင်းတို့လဲလိုက်နော်ဟိုမော်တာနှလုံးကလည်းတားကြီးငါတို့ကိုတော့ဒီလောက်အကွာဝေးနဲ့ဒီလောက်အချိန်နဲ့လဲခိုင်းနေပြီငါတို့နှစ်ယောက်လဲလိုက်ကြရအောင်ဆိုပြီးတော့လှုပ်ဆောင်တာမဟုတ်ဘူးနော်မော်တာတွေမှာသူတို့ကိုယ်ပိုင်အုံတော့မပါဘူးဒါမှမှာဆိုလို့ MCU ကမော်တာတွေကိုဘယ်နှပတ်လဲရမယ်မော်တာကဘယ်လောက်အမြန်ဆုံးလဲရမလဲဆိုတော့တွက်ချက်ပြီးတော့ရလာတဲ့တွက်ချက်မှုပေါ်မှာမူတည်ပြီးတော့အဲ့ဒီအတိုင်းဖြစ်ပေါ်စေဖို့လျှက်စစ်ပမာဏတစ်ခုကိုသူကဖန်တီးလိုက်တယ်အဲ့ဒီဖန်တီးလိုက်တဲ့ပမာဏကိုမော်တာစီကိုပို့လိုက်တာ
မော်တာစီကိုပို့လိုက်ပြီးတော့မော်တာတွေကိုလက်ပြီးတော့လှုပ်စီတာဖြစ်တယ်မော်တာမှာအုံတော့မပေါ့ဘူးမော်တာကသူ့စီကိုလာတဲ့လျှက်စစ်ကိုလက်ခံမယ်ပြီးရင်အဲ့ဒီလျှက်စစ်အတိုင်းပဲလဲပေးလိုက်မယ်ဒါပဲသိတာပေါ့နော်မော်တာโอเคဇလန်လေးကိုထပ်ဆက်မယ်မော်တာတွေက DC မော်တာတွေဖြစ်တဲ့အတွက်သူတို့ကိုနှေးအောင်လုပ်တာတို့မြင်အောင်လုပ်တာတို့ကဘယ်လိုလုပ်လို့ရလဲဆိုရင်အပိုင်းနှစ်ပိုင်းရှိတယ်ပထမတစ်ပိုင်းက voltage ကိုအတိုး short လုပ်ပြီးတော့အနှေးမြန်လုပ်လို့ရတယ်နောက်တစ်ပိုင်းက PWM ဆိုတဲ့ကောင်ဒီကောင်ကကြတော့လျှက်စစ်တွေကိုအဖွင့်ပိတ်လုပ်ပြီးတော့ပို့တဲ့စနစ်ဖြစ်တယ်ဒီကလပ်မှာက voltage ကိုအတိုး short လုပ်ပြီးတော့မတုံးဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ရှင်းပြပေးမယ်ကျွန်တော်တို့ဆိုင်ငယ်ဘက်ထရီကတွဲဖို့ရှိတယ်သူကအဲ့ဒီအချိန်မှာသူတွက်ချက်လိုက်လို့ရလာတဲ့ဖြေကစစ်ဖို့လှမ်းပို့ပေးရမယ်ဆိုလို့ရှိရင်သူကတွဲဖို့ရှိရဖြစ်တဲ့အတွက် resistor တွေเนาะနီးမျိုးနဲ့ resistor တို့เนาะ transistor တွေနဲ့ခံပြီးတော့အပူစွမ်းအင်တွေနဲ့စစ်ဖို့ကိုเนาะ6ဖို့ပေါ့เนาะဘယ်လိုပြောမလဲမြန်မာလိုထိုင်းလိုတွေအင်္ဂလိပ်လိုကိုရောနေမှာဆိုလို့6ဖို့ပေါ့เนาะ6ဖို့ကိုဖယ်ထုတ်ပြလိုက်မယ်အပူအနေနဲ့စွန့်ထုတ်ပြလိုက်မယ်လိုတဲ့6ဖို့ပဲမော်တာစီပို့လိုက်မယ်အဲ့လိုဆိုရင်ချိန်မှန်များစွာများလာတဲ့အခါမှာဒီသူ့ရဲ့ဘောနော် circuit ပြတအားအပူထွက်လာတာဘာလို့ဆိုတော့အပူအနေနဲ့စွန့်ထုတ်ပြရတာဖြစ်တဲ့အတွက်အပူတွေထွက်လာပြီးတော့လောင်သွားနိုင်တယ်ပျက်စီးသွားနိုင်တယ်နောက်တစ်ခုကကြတော့စွမ်းအင်တွေတအားဆုံးရှုံးတယ်ဘာလို့ဆိုတော့သူ့မှာရှိတဲ့စွမ်းအားကိုတစ်ဝက်လောက် short ပေးရတာနဲ့ဟိုများ short ပေးလိုက်ရတာနည်းနည်း short ပေးလိုက်ရနေဆိုရင်ဘလို့မှအဆင်မပြေဘူးเนาะနောက်ထပ်တစ်ကောင်ဖြစ်တဲ့ PWM ဆိုတဲ့ကောင်ပဲသုံးတယ်ဘာလို့ဆိုတော့ PWM ဆိုတာကလျှက်စစ်ကိုအပြည့်ပဲကျွန်တော်မီးခလုတ်ဖွင့်လိုက်တယ်ဒါပဲပိတ်လိုက်တယ်ဖွင့်လိုက်တယ်ပိတ်လိုက်တယ်ဆိုတော့လျှက်စစ်ကိုအဖွင့်အပိတ်လုပ်ပြီးတော့သူကလှိုင်းနေအနေနဲ့ပို့တယ်ပြောချင်တဲ့သဘောတရားတစ်ခုကသူကပိတ်ရင်လည်းပဲလျှက်စစ်ကိုအကုန်ပိတ်တယ်ဖွင့်ရင်လည်းပဲအကုန်လုံးဖွင့်ပေးတယ်ဂျားမှာအတိုး short လောက်တာမရှိဘူးသူကတိုး short လောက်တယ်ဆိုတာကဖွင့်တဲ့ကြာချိန်နဲ့ပိတ်တဲ့ကြာချိန်ကိုသူက adjust လုပ်ပြီးတော့သူကလျှက်စစ်ပို့တာပေါ့နော်ဒါတစ်ခုပဲရှိတယ်သူကတွဲဖို့ဆိုရင်တွဲဖို့လုံးပို့လိုက်တယ်ဆိုင်ငယ်မှာရှိတဲ့အားအတိုင်းကျွန်တော်တို့ကပို့ပေးလိုက်တာဖြစ်တယ်ဒါဆိုရင်ကျွန်တော်တို့နားလည်သွားမယ်လို့ထင်တယ်ဟိုတိတ်ကိုတိုး short လုပ်ပြီးသုံးလို့မရဘူးဒီ e-class မှာဆိုရင် PWM ဆိုတဲ့စနစ်ကိုပဲသုံးတယ်ဒီကောင်က digital စနစ်ဖြစ်တဲ့အတွက်လျှက်စစ်တွေကိုသူကအဖွင့်အပိတ်ပေါ့နော်တစ်စက္ကန့်မှာသိန်းတန်းထီကိုလုပ်လို့ရတယ်သူကသိန်းနဲ့တန်းတဲ့အထိကိုသူကလုံနိုင်တယ် PWM စနစ်ကလျှက်စစ်ကိုသူက duty cycle လေးတွေအနေနဲ့ပို့တယ်သူက duty cycle ဆိုတာကျွန်တော်ပြောချင်တာကဖွင့်တာကနေပိတ်တာအထိကိုကြာတဲ့အချိန်ကိုတစ် cycle လို့ခေါ်တယ်အဲ့လို duty cycle လေးနဲ့ပို့တာဒီကောင်ကတစ်စက္ကန့်အတွင်းမှာ duty cycle ပေါင်းကိုတောင်းနဲ့သိန်းနဲ့ရှီပြီးတော့ပို့ပေးနိုင်တာနော်အရန်နဲ့မဟုတ်သူကဟိုလှုပ်သွားတာတအားမြန်တယ်ဗောဗျာပြောမှဆိုရင်တော့တအားဦးမြန်တယ်လျှက်စစ်ပို့တဲ့စနစ်ကတော်ဆိုပြီးသူကပို့နေတာတအားဦးမြန်တယ်ဗျာသူကလျှက်စစ်ကိုပို့တဲ့အခါမှာသူက high duty cycle နဲ့ low duty cycle ဆိုပြီးတော့နှစ်မျိုးပို့တယ်ဗောနော် high duty cycle ဆိုတာကဖွင့်တဲ့အချိန်ဗောနော်မီးဖွင့်ချိန်ကိုပိုကြာတဲ့ကောင်ကို high duty cycle လို့ခေါ်တယ်မီးဖွင့်ချိန်နည်းတဲ့ကောင်ကို low duty cycle လို့ခေါ်တယ်ဗောနော်ရာခိုင်နှုန်းအနေနဲ့ပြောမယ်ဆိုရင်50ရာခိုင်နှုန်းအထက်ကို high duty cycle 50ရာခိုင်နှုန်းအောက်ကို low duty cycle နော်ဒီနေရာမှာကျွန်တော်ဟို duty cycle တွေပါထည့်မပြောတော့ဘူးနော်ရာခိုင်နှုန်းနေနဲ့ပဲပြောလိုက်မယ်ရှင်းသွားအောင်မိတ်ဆွေတို့ပို့ပြီးတော့နားလည်သွားအောင်ကျွန်တော်ဥပမာလေးတစ်ခုနဲ့ပြောပြမယ်1 duty cycle မှာ1စက္ကန့်ကြာတယ်လို့ပဲသတ်မှတ်လိုက်ဗျာဒါဆိုဖွင့်တဲ့အချိန်ရောပိတ်တဲ့အချိန်ရောပေါင်းရင်1စက္ကန့်ဆိုတော့25ရာခိုင်နှုန်းနဲ့လျှက်စစ်ကိုလွှတ်လိုက်တယ်ဆိုရင်မီးဖွင့်ချိန်က 0.25 စက္ကန့်ကြာမယ်မီးပိတ်ချိန်က 0.75 စက္ကန့်ကြာမယ်မီးဖွင့်တဲ့ကြာချိန်ကနည်းတဲ့အတွက်မော်တာရဲ့လေယာကနည်းမယ်နော်မီးဖွင့်ချိန်ကြာရင်မော်တာရဲ့လေယာကများမယ်50ရာခိုင်နှုန်းဆိုလို့ရှိရင်မီးဖွင့်ချိန်က 0.5 စက္ကန့်ကြာမယ်မီးပိတ်ချိန်က 0.5 စက္ကန့်ကြာမယ်နော်25ရာခိုင်နှုန်းထက်ပိုပြီးတော့လည်မယ်ပေါ့85ရာခိုင်နှုန်းနဲ့လွှတ်တယ်ဆိုရင်မီးဖွင့်ချိန်က 0.75 ကြာမယ်မီးပိတ်ချိန်က 0.25 စက္ကန့်ကြာမယ်ဒီလိုပဲ100ရာခိုင်နှုန်းနဲ့လွှတ်တယ်ဆိုရင်မီးအမြဲဖွင့်နေတာဖြစ်တဲ့အတွက်မော်တာကအမြန်ဆုံးလည်နေမှာဖြစ်တယ်ဗျဒါဆိုရင်ကျွန်တော်ရှင်းပြတဲ့ဒီအထိနားလဲပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဆိုင်ငယ်မှာပေါ့နော်မညီပဲကလကန်ကနေကန်ပြီးတော့မောင်းမယ်ပေါ့မောင်းမယ်ဆိုရင်ကျွန်တော်တို့ကကလဆွဲထားရနေလွတ်တာမျိုးရှိတယ်လွတ်ရနေဆွဲတာမျိုးရှိတယ်လွတ်ဆွဲလောက်တာလည်းရှိတယ်အဲ့တော့ခါကျတော့ကျွန်တော်တို့ e-class မှာကဒီမော်တာနှလုံးကိုရှေ့လေယာကနေနောက်ပြန်လဲဖို့ဖြစ်လာတာမျိုးတော့နောက်ပြန်လဲနေတာကနေပြီးတော့ရှေ့လဲဖို့ဖြစ်လာတာမျိုးဒါတွေကိုဘယ်လိုလုပ်တာလဲကျွန်တော်တို့စက်ကြည့်လိုက်ကြရအောင်ဒီ MCU ကမော်တာစီကိုလျှက်စစ်ပို့တယ်ဆိုတာကသူ့ဘာသာသူပို့တာမဟုတ်ဘူးသူက hybrid circuit လို့ခေါ်တဲ့ဒီ driver ကိုသုံးပြီးတော့ပို့တာhybrid circuit ဆိုတာကသူ့ရဲ့ဒီ circuit ပုံစံလမ်းကြောင်းကဒီ8ပုံစံနဲ့ရှိတာကြောင်းเนาะ hybrid circuit လို့ခေါ်လိုက်တာပေါ့เนาะပုံလေးကျွန်တော်ပြပေးထားမယ်အဲ့ဒီပုံထဲမှာကြည့် switch တွေရှိတယ် switch ၄ခုရှိတယ် switch ၄ခုက S1 S2 F3 S4 ဆိုပြီးတော့ရှိတယ် S1 နဲ့ S3 ကဘက်ထရီရဲ့အဖို့ငုံနဲ့ချိတ်ဆက်ထားတယ် S2 နဲ့ F4 ကဘက်ထရီရဲ့အမန်းငုံနဲ့ချိတ်ဆက်ထားတယ်ပြီးရင်ဒီပုံထဲမှာပြထားတဲ့အတိုင်းမော်တာနှလုံးကိုဒီ switch ၄ခုကြားထဲမှာเนาะမော်တာနှလုံးကိုထည့်ထားတယ်နိုင်လက်တိုင်လဲဖို့ဆိုလို့ရှိရင်ကျွန်တော်တို့က S1 နဲ့ S4 နဲ့ကိုကျွန်တော်တို့ကခွင့်ပေးရမယ်အဲ့တော့ဒီ S1 ကအဖိုးကဒီဘယ်ကနေလျှက်စစ်လွတ်လိုက်တယ်
ပြီးရင်အမားစီကိုသွားတယ်ဒီလျက်စီးလမ်းကြောင်းကဘယ်ကနေညာကိုသွားတာဖြစ်တဲ့အတွက်ဒီမော်တာကလည်းဘယ်ကနေညာကိုလဲမှာဖြစ်တယ်ဟုတ်ပြီဒါဆိုရင်နောက်ပြန်လဲဖို့ဖြစ်လာတဲ့အချိန်မှာဘယ်လိုလုပ်လဲဆိုရင်ဒီ 8-bit circuit က S1 နဲ့ဒီ S4 ကိုပိတ်ချလိုက်ပြီးတော့သူက S3 နဲ့ S2 ကိုဖွင့်လိုက်တယ်အဲဆိုရင် S3 ကဘက်ထရီရဲ့အဖိုငုတ်ကလာတယ်လျှက်စစ် S2 ကကြတော့ဘက်ထရီရဲ့အမငုတ်ကလာတဲ့ကောင်ညာကနေဘယ်ကိုလျှက်စစ်စီးလိုက်တာဖြစ်တဲ့အတွက်သူကညာကနေဘယ်ကိုပေါ့နော်လဲသွားတာဖြစ်တယ်ဗျဘယ်ညာလဲတဲ့ပုံစံပေါ့နော်ဆွဲထားရကနေပြီးတော့လွတ်လိုက်တာမျိုးလွတ်ထားရကနေပြန်ဆွဲတာမျိုးဒါဆိုရင်နားလှည့်သွားမယ်လို့ထင်တယ်မော်တာတွေကိုရှေ့လဲကနေနောက်ပြန်လဲဖို့ဖြစ်လာတာနောက်ပြန်လဲတဲ့ကနေရှေ့ပြန်လဲဖို့ဖြစ်လာတဲ့အခါမှာ 8-bit circuit ကိုသုံးနေဆိုတာနားလဲပြီဒီ 8-bit circuit ကိုပဲသုံးပြီးတော့အသုံးပြုတဲ့နေရာတနေရာထပ်ရှိသေးတယ်ဗျဒါကဘယ်နေရာလဲဆိုရင်ကျွန်တော်တို့ဒီဆိုင်ငယ်ကိုမန်နျူရယ်ကိုင်းနံကနေပြီးတော့မောင်းမယ်ဆိုရင်ဆိုင်ငယ်ကိုရက်လိုက်တဲ့အခါမှာကျွန်တော်တို့ကကလပ်ဆွဲပြီးရက်ရတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကဂီယာကြီးထိုးထားတာပေါ့နော်ကလပ်ဂိုင်းတက်ကိုမသုံးတော့ဘဲနဲ့ဒီ e ကလပ်ကိုသုံးနေဆိုရင်ဒီ e ကလပ်ကလည်းဆိုင်ငယ်ရက်တဲ့ချိန်မှာသူကဆွဲထားရမှာကလပ်ကိုဆွဲပြီးတော့သူကရက်ပေးမှာဖြစ်တယ်အဲ့ဒါခါကျတော့ကျွန်တော်တို့စဉ်းစားစရာကဒီကလပ်ကိုဆွဲထားတဲ့အချိန်မှာသူကမော်တာကအမြဲတမ်းလဲနေရလားအမြဲတမ်းလဲနေရဆိုလို့ရှိရင်ကျွန်တော်တို့ကကလပ်ပြားတန်တွေကခွာထားနေပြီးတော့အကုန်လုံးတစားစီပြုတ်ထွက်သွားလိမ့်မယ်သူဆွဲထားလိုက်ပြီးလှည့်လိုက်ပြီးဆိုရင်သူရက်နေရတော့မယ်ကလပ်ကိုအကုန်ဆွဲထားလောက်တဲ့အနေထားရောက်ပြီဆိုမော်တာရက်ရမယ်နော်ကလပ်ကိုအကုန်လုံးလွတ်လိုက်တဲ့အနေထားရောက်ပြီဆိုရင်မော်တာရက်ရမယ်အဲ့လိုရက်ဖို့အတွက်ဒီ 8-bit circuit ကိုပဲသုံးတာဖြစ်တယ်โอเคဒီမှာဆိုရင်ကျွန်တော်တို့ခုနကပြောခဲ့တဲ့ S1 S2 S3 S4 လို့ပြောခဲ့တယ်နော် S1 နဲ့ S3 ကအဖိုး S2 နဲ့ S4 နဲ့ကအမမော်တာကိုရုပ်တရက်ရက်ဖို့ဆိုလို့ရှိရင် S2 နဲ့ S4 ဆိုတဲ့စွမ်းနှစ်ခုကိုဖွင့်ချလိုက်တယ်တစ်ဖက်ကလည်း0 volt တစ်ဖက်ကလည်း0 volt မော်တာတွေကိုသွားတယ်ညကြည့်ဖြစ်သွားတဲ့အတွက်မော်တာကဒုံးဒီတိုင်းကျသွားတယ်အော်ဒါဆိုရင်မေးစရာတခုရှိတာကျွန်တော်တို့ S1 နဲ့ S3 ကိုရောနော်ဖွင့်လို့မရဘူးလားပေါ့ဖွင့်လို့ရတယ်နော် S1 ကဘက်ထရီကလာတဲ့အဖိုဓာတ်တွဲဖို့လာတယ် S3 ကလည်းပဲတွဲဖို့လာတယ်သူတို့ညကြည့်ဖြစ်သွားတယ်အဲ့တော့မော်တာကရက်သွားမယ်ဒါပေမဲ့မသုံးကြဘူးတော်တော်များများဒီ 8-bit circuit တွေမှာကဒီ S2 နဲ့ S4 ကိုပဲအသုံးများတယ်။ဘာကြောင့်လဲဆိုတော့ဗောနော် engineer တွေပြောတာက S2 နဲ့ S4 ရဲ့ switch clock တွေကိုဖွင့်ပိတ်လောက်ရတာကဆွဲထားတဲ့ design ကြောင့်လည်းပဲဖွင့်ရပေးရပို့လဲတဲ့အတွက်ဒီကောင်ပဲအဓိကသုံးတယ်ဗောနော် S1 နဲ့ S3 ကိုမသုံးဘူးဗောသုံးမယ်ဆိုလည်းရတယ်ဒါပေမဲ့မသုံးတာဗောနော်အများစုက S2 နဲ့ S4 ကိုဖွင့်ပြီးတော့ motor ကိုရက်ပစ်လိုက်တယ်သူလဲလိုက်တယ်လဲနေတဲ့အခါမှာဒီလိုရက်လိုက်ပြီးပြန်လှည့်တယ်ရက်တယ်ပြန်လှည့်တယ်သူဂိတ်ကုံသွားပြီဆိုရင်သူပြန်လဲဆရာရှိရင်လဲမယ်ပြီးရင်ရက်မယ်အဲ့လိုမျိုးကဒီ 8-bit circuit ကိုသုံးပြီးတော့လှုပ်ဆောင်ရတာဖြစ်တယ်။ Okay ဒါဆိုလို့ရှိရင် e-class ရဲ့အကြောင်းကိုကျွန်တော်တို့အချင်းချုပ်ပြီးပြောလိုက်ကြရအောင်။ဆိုင်ငယ်မှာပါတဲ့ sensor တွေကနေပြီးတော့ဆိုင်ငယ်ရဲ့အုံနောက်ဖြစ်တဲ့ ECU ဆိုတဲ့ကောင်ကထောက်လန်းတဲ့သတင်းအချက်အလက်တွေကိုရယူတယ်။ယူပြီးသွားရင်သူကဒီ e-class ရဲ့အုံနောက်ဖြစ်တဲ့ MCU ဆိုတဲ့ဘောက်တစ်ခုကို unit တစ်ခုစီကိုပို့လိုက်တယ်။အဲ့တော့ MCU ကလက်ခံရရှိလာတဲ့ဒီသတင်းအချက်အလက်တွေပေါ်မှာမူတည်ပြီးတော့သူကကလပ်ကိုဘယ်လိုအနေအထားမျိုးလုပ်ရမလဲဘယ်လိုဆွဲရမလဲဆိုတာကိုကားရန်တစ်ခုဖန်တီးတယ်အဲ့ဒီကားရန်ကိုလည်းသူက PWM ဆိုတဲ့เนาะစနစ်နဲ့ digital စနစ်နဲ့လက်စစ်ပေးပို့တယ်အဲ့လိုလက်စစ်ပေးပို့တဲ့အခါမှာ direction ကိုသူက 8-bit circuit ဆိုတဲ့ driver ကိုသုံးတယ်ဟုတ်ပြီနော်ဘယ်ဘက်ကိုလဲဖို့ညာဘက်ကိုလဲဖို့ဆိုတဲ့ဒါတွေကိုပြောင်းလဲဖို့ရက်ဖို့ 8-bit circuit ကိုသုံးတယ်โอเคဒါဆိုရင် Honda ရဲ့ဆိုင်ကယ်တွေမှာပါတဲ့ e-glass ကဘယ်လိုအလုပ်လုပ်လဲဆိုတာကိုအတွင်းကြနားလည်သွားမယ်လို့ထင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကမိတ်ဆွေတို့အတွက်ဘူးတုဒရရှိသွားတယ်ဆိုရင်ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကို like and share နဲ့ comment လေးတွေရေးပေးကြပါနောက်ထပ်ဘယ်လိုအကြောင်းအရာတွေသိချင်လဲ comment မှာလည်းမေးသွားလို့ရပါတယ်ဗျโอเคအားလုံးပဲကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာထပ်တွေ့ပါမယ်